အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တစ်ခစ်တစ်ခါတော့မြန်မာဘောလုံးရွှေခစ်ကိုဦးဆောင်ခဲ့မှုတဲ့ဂျာမနီနိုင်ငံသားနီးပြတူရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်အဲ့ဒီဂျာမနီနိုင်ငံသားကတော့ဂျာမနီစစ်တပ်မှတာဝန်ထမ်းဆောင်ခဲ့မှုသလိုအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာစီးတီးအသင်းရဲ့ကနဝင်ကစားသမားတဝက်လည်းဖြစ်တဲ့ Traoré ဖြစ်ပါတယ်Traoré ကို1923ခုနှစ်အောက်တိုဘာလ22ရက်နေ့ဂျာမနီနိုင်ငံဘာမန်မြို့မှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကTraoréဟာအားကစားနည်းတွေကိုဝါသနာပါခဲ့ပြီးဟန်ဘော်ဒေါ်ဘော်ပြင်းကုန်ပြအားကစားနည်းတွေမှာထူးချွန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကတကဘာလုံးကြုံတွေ့ခဲ့ရတဲ့ကဘာစစ်ပွဲတွေကြောင့်စီးပွားရေးပြက်ကတ်တွေမှာကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်တာကြောင့်Traoréဟာသူ့ရဲ့ငယ်စဉ်ဘဝကတည်းကကြမ်းတမ်းတဲ့လူမှုဘဝကိုရင်ဆိုင်ခဲ့ရပါတယ်ဒုတိယကဘာစစ်မှာတော့Traoréဟာဂျာမနီလေဒီတပ်သားအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီးအရှေ့ဘက်စစ်မျက်နှာမှာ3နှစ်တာတိုက်ပွဲဝင်ခဲ့ရသလိုတန်ကောက်စွတ်တစိမ့်အပါဝင်ဂုံတူးဆောင်တစိမ့်5ခုထိရရှိခဲ့မှုပါတယ်ဒါပေမဲ့လည်းသူ့ရဲ့တိုက်ရင်တစ်ခုလုံးနီးပါးဟာတည်ဆုံခဲ့ရတဲ့အတွက်တိုက်ပွဲတွေကနေအသက်ဘေးကလွတ်မြောက်လာခဲ့တဲ့ရှာပပစစ်သားတစ်ခုဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီ1945ခုနှစ်မှာတော့Traoréဟာမဟာမိတ်တပ်တွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီးအင်္ဂလန်နိုင်ငံမှာရှိတဲ့စစ်တုံးမန်းစခန်းမှာထိန်းသိမ်းမှုခံခဲ့ရပါတယ်တုံးမန်းစခန်းမှာရှိနေတဲ့အချိန်မှာTraoréဟာအပျော်တမ်းဘောလုံးကစားရာကနေသူဟာဂိုးသမားတစ်ယောက်အနေနဲ့ထူးချွန်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့1948ခုနှစ်မှာတော့Traoréဟာတုံမန်းမြစ်ကနေလွတ်မြောက်ခဲ့ပေမဲ့ဂျာမနီနိုင်ငံကိုမပြန်ဘဲအင်္ဂလန်နိုင်ငံမှာခြေချခဲ့ပြီးဟယ်လီတောင်အသင်းမှာစတင်ကစားခဲ့ပါတယ်Traoréရဲ့အထွတ်ထိပ်ကာလကတော့မန်ချက်စတာစီးတီးအသင်းမှာကစားခွင့်ရရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်1949ခုနှစ်မှာတော့မန်ချက်စတာမြို့ခံဘောလုံးအသင်းတစ်သင်းဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းကTraoréကိုခေါ်ယူခဲ့တာကြောင့်ပရိသတ်တွေကကန့်ကွက်ဆန္ဒပြမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့လက်စွမ်းပြမှုနဲ့ပုဂ္ဂိုလ်ရေးအရာရင်ကျေးပြူငါမှုတွေကြောင့်မကြခင်မှာပဲအသင်းပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့ပါတယ်။1956ခုနှစ်မှာကျင်းပခဲ့တဲ့ FA ဖလားဘောလုံးပြိုင်ပွဲမှာတော့မန်ချက်စတာစီးတီးအသင်းဟာဘာမန်ဂန်စီးတီးအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပြီးအဲ့ဒီပွဲစဉ်မှာTraoréအနေနဲ့ဘာမန်ဂန်စီးတီးအသင်းရဲ့တိုက်စစ်ကစားသမားတအုပ်နဲ့တိုက်ပစ်ပြီးလက်ဘင်းရိုးကျိုးသွားခဲ့ပါတယ်။ဒါပေမဲ့လူစားလက်ခွင့်မရှိတော့တာကြောင့်ကျိုးနေတဲ့လက်ဘင်းနဲ့ပဲပွဲပြီးဆုံးတဲ့အချိန်ထိမိနစ်20ကျော်လက်စွမ်းပြကစားခဲ့ပြီးတော့မန်ချက်စတာစီးတီးအသင်းကိုချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း1956ခုနှစ်မှာအင်္ဂလန်ရဲ့တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့ပြီးအဲဒီဆုရရှိခဲ့မှုတဲ့အင်္ဂလန်ရဲ့ပထမဆုံးဂိုးသမားတအုပ်ဖြစ်လာခဲ့ပါတယ်။ Traoréကဘောလုံးသမားဘွားကနေအနားယူပြီးနောက်ပိုင်းမှာတော့နီးပြလောကတွေကိုရောက်ရှိလာခဲ့ပြီး1982ခုနှစ်ကနေ1984ခုနှစ်ထိမြန်မာလေရေးစစ်အသင်းရဲ့နီးပြချုပ်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။သူ့ရဲ့လက်ထက်မှာမြန်မာဘောလုံးဟာအာရှမှာထိပ်တန်းအဆင့်ရှိခဲ့တယ်လို့မြန်မာဘောလုံးရွှေခေတ်အထိတင်စားလို့ရခဲ့ပါတယ်။အထင်ရှားဆုံးအောင်မြင်မှုကတော့1982ခုနှစ်မှာကျင်းပခဲ့တဲ့မြူနစ်အိုလံပစ်ပြိုင်ပွဲကိုမြန်မာအသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိအောင်ဆွဲဆောင်ပေးနိုင်ခဲ့တာဖြစ်တယ်လို့တခြားအောင်မြင်မှုတွေအနေနဲ့အရှေ့တောင်အာရှချန်ပီယံတစ်ချိန်ဂျကာတာဖလားချန်ပီယံ2ချိန်နဲ့တောင်ကိုရီးယားဖလားချန်ပီယံ2ချိန်တို့ကိုရရှိအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Traoréဟာမြန်မာဘောလုံးသမားတွေရဲ့စီးကမ်းတဲ့နေစနစ်ပိုင်းတွေကိုအစစ်မြစ်တင်ပေးခဲ့သူဖြစ်တာကြောင့်ဒီနေ့ချိန်ထိမြန်မာဘောလုံးသမိုင်းမှာဂုဏ်ပြုခဲ့သူတယောက်ဖြစ်ရပ်တည်နေလျက်ရှိပါတယ်။ Traoréဟာဘောလုံးလောကအတွက်ပေးဆက်မှုတွေကြောင့်အင်္ဂလန်နိုင်ငံကနေပေးအပ်ခဲ့တဲ့ OBE ပွဲစိတ်တွေအပြင်ဂျာမနီနိုင်ငံကပေးအပ်ခဲ့တဲ့ဂုဏ်ထူးဆောင်ဆုတွေကိုလည်းရရှိခဲ့သူတယောက်ဖြစ်ပါတယ်။ Traoréဟာသူ့ရဲ့ဘဝနောက်ဆုံးအချိန်ကိုစပိန်နိုင်ငံဗလင်စီယာမြို့မှာကုန်ဆုံးခဲ့ပြီး2013ခုနှစ်ဇူလိုင်လ19ရက်နေ့အသက်89နှစ်အရွယ်မှာကွယ်လွန်ခဲ့ရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာဘောလုံးရွှေခေတ်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့မှုတဲ့နီးပြတအုပ်ရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။